မီးဖိုချောင်ထဲမှာပျော်စရာကောင်းတဲ့မုံလေးတွေဖန်တီးကျင်သူတွေအတွက်ဒီချက်နဲလေးကအကောင်းဆုံးပါပဲအရသာရှိပြီးလုပ်ရတာလဲလွယ်ကူလို့အိမ်ရှင်မတွေနဲ့စတင်သူတွေအတွက်အထူးသင့်တော်ပါတယ်ဒီမီနီဆော့ဆစ်လိတ်လေးတွေကပါတီပွဲတွေအတွက်ပဲဖြစ်ဖြစ်မနက်စာအတွက်ပဲဖြစ်ဖြစ်ကလေးတွေရဲ့တရေစာအတွက်ပဲဖြစ်ဖြစ်အမြဲတမ်းအဆင်ပြေပါတယ်ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့အချိန်တိုအတွင်းမှာအရသာရှိတဲ့မုံလေးတွေဖန်တီးနိုင်ပါတယ်အဓိကကတော့အသစ်လုပ်ထားတဲ့မုံဖုတ်စာရွက် puff pastry နဲ့တင်ကြိုက်နှစ်သက်တဲ့ sausage လေးတွေပဲလိုအပ်ပါတယ်မုံဖုတ်စာရွက်ကိုဖြန်း sausage တင်တေချာလေးလိပ်ပြီးအတုံးလေးတွေလှီးလိုက်ပါပြီးရင်မီးဖိုထဲမှာရွှေရောင်တန်းလာတဲ့အထိဖုတ်လိုက်ရုံပါပဲအရန်လွယ်ကူပြီးမြန်ဆန်ပါတယ်ဒီနေ့ပဲဒီမီနီ sausage လိပ်လေးတွေကိုကိုယ်တိုင်စမ်းလုပ်ကြည့်ပြီးတင့်မိသားစုကိုအံ့အားသင့်စေလိုက်ပါလုပ်ပြီးရင်လည်းဓာတ်ပုံလေးတွေရိုက်ပြီးပြန်မျှဝေပေးပါအောင်နော်